မင်္ဂလာပါဒီနေ့ blog လေးကတော့စုထိုင်းတောင်ပိုင်းရဲ့ပေါ့နော်နာမည်ကြီးဖီဖီကျွန်းကိုတငယ်ချင်းတွေနဲ့တွားလဲ blog လေးပါဆိုတော့ရက်ကဖုခတ်မှာမိုးတွေထောက်လျှောက်ရတယ်ပေါ့နော်ဒါကတော့7မှာမနက်စာဝင်စားလိုက်သေးတယ်2ACC ကမနက်စာကျွေးပြီးမှလည်းစိတ်မချလို့ဆိုမနက်စာဝင်စားပါတယ်နေမနက်ကဘလောက်တော့ခရက်ထလဲဆိုလို့ရှိရင်မိုးတွေကလည်းဖုခတ်မှာရွာရပေါ့နော်ပြီးတော့ဆိုင်ကယ်တစ်စီးကလည်းပြတ်နောက်ကျပြီဆိုပြီးတော့ဆိုရင်ရဖိုးရောက်တော့မှာကိုရီးယားဖွဲ့ကနောက်မကြတဲ့အဖြစ်အစောဆုံးပေါ့နော်အားကြောင့်မလို့မနက်စာဝါရီဆွဲဖို့စားကြပါတယ်မနက်စာစားပြီးတော့လူလဲဆောင်ရောသူတို့ briefing ပေးတာကိုနားထောင်ရပါသေးတယ်ရှာတီဦးတို့ကတိတ်မကောင်းတော့စုရိုတွေဖုခက်ကနေပြီးတော့10:40လောက်မှစားထွက်လာရတယ်ပေါ့နော်ဒီခီးစဉ်မှာပထမဆုံးရောက်တဲ့ကျွန်းကတော့ကိုင်အိုက်စလန်မှာအိုက်စလန်လေးပဲပေါ့နော်သူကတော်တော်တော့လှတယ်ဒီမှာရက်ပေးတာကြတော့လေအဓိက jet ski စီးကျင်တဲ့လူတွေနဲ့ခဏနာပြီးတော့ပေါ့နော်ပတ်တေးတွေပါအိုက်စလန်မှာရောက်နေပါတယ်ဆိုင်လေးတွေကတော့အရင်ဒီနောက်ကခုံတွေမှာထိုင်ခြင်းနေဆိုလို့ရှိရင်တော့အစားအသောက်တွေမှာပေးရတယ်ပေါ့နော်ထိုင်ကုန်ကတော့ free လို့ပြောပါတယ်နည်းနည်းထောက်တာကြည့်လိုက်အောင်ကြည့်ရောဟုတ်ကမှရှိရလူရေကူးနေချင်တဲ့နေရာလေးကိုတမ်းလို့ပါဟောမှာစားတောက်ဆိုင်လေးပေါ့နော်အောက်ကနေပြီးတော့ငုတ်သွားမယ်သူ့ရဲ့အဖွဲတွေကတပုံရိုက်လို့မပြီးကြသေးဘူး။ကြံခဲ့တယ်သူကဘလော့ရိုက်ချင်လာတယ်ပဲ။ Oh my god. Oh, very clear crystal water. Oh. ยังไงเชี่ยမရဘူးဒီတိုင်းလေးပဲရိုက်လာအဲ့ဟာကိုပဲရိုက်လာလှအောင်ပဲရိုက်ဆိုရိုတွေဒီကိုင်အက်စလန်မှာတနင်္လာရီလောက်နာပြီးတော့ Monkey Beach ကိုဆက်ပြီးတော့ထွက်လာခဲ့ကြပါတယ်အခုက Monkey Beach ကိုရောက်နေပါပြီကဲကြားရရှိရလုံးဝ Instagram best reality လူတွေအများကြီးပဲဆိုတော့လူနမ်းမှထင်ပြီးတော့ဒီချင်းပေးလိုက်တာဆိုတော့ရမ်းများတယ်နော်။အမရာဒီဝါတော့မနက်ကမိုးတွေချွာပြီးတော့အခုပြန်နေလည်းမပွင့်ဘူးဆိုတော့အရန်ခါရာဒီကလုံးဝဆက်ဖက်လေးကြမှာရာဒီကိုနေပါနော်။ခြေလေးကဒီစိမ့်ရပဲရေလေးတွေအောက်ကတဲလေးတွေကလည်းနုဖက်အဲ့ Monkey Beach ပါ Monkey ပြပါမယ် Monkey လိုက်ရှာလာMonkey, where is Monkey? Come on, Monkey. Monkey nào á? Nhớ kiểu sang kia à? Nhớ kiểu sang kia lúc đấy. Thế mà bọn nó cái gì lúc đấy mà bọn nhớ kiểu sang kia. Không có được nhớ tới bên em. No, no. ဒီခ
ခင်းစင်မှာလေဒွေးထွတ်လည်းဖြစ်တယ်ပြီးတော့ကျွန်းကားကျွန်းကို तू ကစုံအောင်ပို့တာဆိုတော့ပေါ့နော်တကျွန်းနဲ့တကျွန်းသွားရတာလည်းနည်းနည်းလေးလှမ်းတယ်ပေါ့နော်အားကြောင့်မို့လို့နည်းနည်းတော့တက်တုတ်ရိုက်တယ်ဒီနေရာမှာစင်ဓာတ်ပုံစင်ရိုက်လိုက်ပြပြင်တက်လိုက်အေးစစ်စစ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်းတွေကတော့အရန်ကိုလှပါတယ်တို့ဆိုလို့ရှိရင်မသွားခင်တော့စီစဉ်ထားတာပေါ့နော်အဖွဲလိုက် TikTok တွေစောကြမယ်ဓာတ်ပုံတွေရိုက်ကြမယ်ဗီဒီယိုတွေရိုက်ကြမယ်ဆိုပြီးတော့အခုလည်းပြီးတော့တယောက်ချင်းစီရိုက်နေတာနဲ့တင်ဟိုအဖွဲလိုက်ပုံကိုမရသလောက်ရှားခဲ့ပေါ့နော်ဒါကတော့စုရဲ့ဖိဖိကျွန်းခရီးစဉ်လေးပတ်ဝန်းမှာဗီဒီယိုကရှင်နေလို့ပတ်ဝန်းပတ်တူခွဲပြီးတော့တင်ပေးပါမယ်เนาะနောက်ထပ်ပတ်တူမှာ Maya Base နဲ့ PP Iceland ကိုလဲခဲ့တဲ့ဟာလေးကိုတင်ပေးပါမယ်အားလုံးပဲတက်တာ